ဒါပြတွေဟာရတနာတွေပြီးတင်လာတဲ့ယထာကိုရက်တက်ဖို့အတွက်ယထာတန်လန်းပေါ်မှာမြေကွေးစီတွေတုပ်လိန်ထားခဲ့ကြတယ်သူတို့ရဲ့ခေါင်းဆောင်ကတော့တန်လန်းပေါ်မှာနားကပ်ပြီးအတန်နဲ့တုံခါမှုတွေကိုနားထောင်ရင်းယထာလာမဲ့အချိန်ကိုစောင့်ဆိုင်းနေတာပါယထာရောက်လာတော့မယ်ဆိုတာကိုသူတိလိုက်တာနဲ့သူတို့အဖွဲ့ဟာခြုံပုတ်တွေထဲမှာအသင်းဆောင်ပြီးပုံနေလိုက်ကြတယ်မကြခင်မှာပဲမိခိုးတွေလူနဲ့ယထာကြီးပေါ်လာပြီးတန်လန်းပေါ်ကစီတွေနဲ့ထိမိတဲ့အခါဘီးတွေဟာချော်ထွက်ကုန်ပါတော့တယ်ယထာမောင်းသမားထင်းအုပ်ဖို့စူးစမ်းပေမဲ့ယထာကရှစ်မတိုးနိုင်တော့ပါဘူးယထာပေါ်ကစစ်သားတွေတခုခုမှနေပြီဆိုတာတိလိုက်ပေမဲ့သူတို့တွေမတုံ့ပြန်နိုင်ခင်မှာပဲဒါပြတွေစက်တင်တိုက်ခိုက်ပါတော့တယ်သူတို့ဟာယထာမောင်းသမားကိုအတင်းဆွဲချလိုက်ပြီးယထာပြရင်းပေါက်ကနေနကြီးအိမ်တအိမ်ကိုပိတ်ထည့်လိုက်တဲ့အတွက်ယထာပေါ်မှာရုပ်တဲတွေဖြစ်ကုန်တာပေါ့စစ်သားချို့ပြန်လဲခုခံဖို့စူးစမ်းကြပေမဲ့အပြင်ကဒါပြတွေရဲ့ပိတ်ခတ်မှုကိုခံလိုက်ရပါတယ်ဒါပြတယောက်ကတော့စစ်သားတွေယထာကိုပြန်ထိန်းချုပ်နိုင်အောင်ငွေတွေကိုလွတ်ထုတ်လိုက်ပြီးစက်ခေါင်းကိုဖြုတ်ကရတနာတွေနဲ့အတူထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူတို့တွေအောင်ပွဲခံစော်သွားခဲ့တယ်ယထာဟာကုန်းစင်းတစ်ခုရောက်မှသူတို့ထင်ထားတာထက်ပုံမြန်တဲ့နှုံးနဲ့ပြေးဆင်းသွားခဲ့ပါတယ်ခေါင်းဆောင်ဖြစ်သူကချက်ချင်းရက်ဖို့အမင်းပေးပေမဲ့ဘရိတ်ကပေါက်နေခဲ့ပြီလေကံကောင်းတာသူတို့တွေကြိုတင်ပြင်ဆင်ထားခဲ့ကြတယ်ယထာလမ်းမှာအတားဆီးတွေလှုပ်ထားပြီးကျိုးတွေနဲ့ယထာကိုအတင်းရက်တက်နိုင်ခဲ့ပါတယ်ယထာရက်သွားတာနဲ့တားပြတွေဟာရွှေတွေကိုအမြန်ချပြက်မြင်းတွေနဲ့ထွက်ပြေးသွားခဲ့ကြတာပါတိတ်မကြခင်မှာပဲဘူဒါယုံကယထာရက်နေတာကိုတတိထားမိသွားပြီးနောက်လူလုတ်ကလိုက်လံစုံစမ်းခိုင်းခဲ့ပါတော့တယ်